မာလေးနှခမ်းနေဆိုးတာပါနော်မလေးကုံတော့မှာအဲ့ခမ်းနေပါဆက်ပတ်ပါရှင်စရပါနော်အကုန်လုံးကျမချစ်လို့တသက်စလိုက်တဲ့သဘောလေးအကောက်ကြီးတစ်ပေကောက်တယ်ကေပေးကောက်ညီမဒီမှာ Telegram user name လေးချထားတယ်အဲ့ Telegram နေလာဟိုင်းပြီးတော့မှညီမအကောက်အထူလားအကောက်စစ်လားကိုကဂွင်းထူတော့မယ်ဆိုလို့ရှိရင်အဲ့ဒီထုချင်တာပဲမကြည့်ရအောင်เนาะအကောက်စစ်လားအကောက်တူလားဒီကောင်မှကလိန်ကကြစ်မလားအမှန်ကန်လားဆိုတာနည်းနည်းပါစုံစမ်းပြီးတော့မှအဲ့လိုမျိုးငွေလဲဖို့ပါညာကိုတောင်းရမယ်เนาะဒါညီမနဲ့မှမဟုတ်ဘူးသူနဲ့ဖြစ်ဖြစ်ညီမကလည်းအဲ့လိုမျိုးဒီကောင်မှကလိန်ကကြစ်မလားတကယ်အမှန်ကန်ချက်တာလားနည်းနည်းပါစုံစမ်းဟုတ်ပြီအမှန်ကန်ချက်တယ်ဆိုမှပတ်စံလို့ရဲ့ဘာလို့မှတော့သူမျိုးဆိုလိန်ခံရကိုပတ်စံရှာရကိုဘလောက်ပင်ပန်းကြောင်ကိုပဲသိရเนาะဒီမြန်မာနိုင်ငံမှာထောင်းပြည်ပမှာရောက်နေတဲ့အကိုကြီးစီဆိုလို့ရှိရင်ဒါတမန်နိုင်ငံမှာဟုတ်တယ်ကိုမိုးတောက်ရင်ဝိုင်းကြီးမှဒီမှာကဲဒါပေမဲ့အခုကမကဲနိုင်တော့ဘူးကျမပတ်စံရှာနေရတဲ့အနေထားဆိုတော့သိရမလားအရင်တော့ကျတော့ပတ်စံရှာစရာမလိုဘူးလေအမ်းမဲ့တူရှိရကွာအဲ့လိုမျိုးအခုကကျတော့ပတ်စံရှာရမယ့်အနေထားမှာဒီလိုပဲရှာရတာပေါ့နော်သူများပစ္စည်းခိုးစားတဲ့တင်ကိုအရင်တာနေပြီးတော့ဒီမောက်ချက်လို့ရလားဒီမောက်လည်းချက်လို့ရတယ်အမောက်လည်းချက်လို့ရအကုန်လုံးချက်လို့ရတယ်တနားကြီးဘယ်လောက်လဲပြောဟာတယ်ဟုတ်ကဲ့ကျမတနားကြီးကိုကိုကြီးဘယ်လောက်ပေးနိုင်လဲပြောနော်ကိုကြီးတနားကြီးထုနိုင်လားရတယ်တနားကြီးထုနိုင်လို့ရှိရင်တနားကြီးထုနော်ကျမကို10စပေးကိုကြီးလာပြောနေကျမလေးဘယ်သူမှဆိုကျမစကားကောက်ပုံဝင်ပြန်ပြောနေတာကျမကိုအဲ့လိုမျိုးအရန်အစဲမတောင်းကြနဲ့ဘာဖြစ်လို့ဆိုတော့လေကိုကြီးဖုံးပေးနေကိုကြီးတို့တုံးနေကွာကိုဖုံးနေကိုတုံးနေအမှန်တင်ကိုကျမထက်အဆဆရရတာလုံးနေပြီအဲ့ဘာလို့ကျမလိုမျိုးအောက်တန်းစားမစီမှာဘာလို့အစဲခံမှာတော့ကိုအစင်တန်းရှိရှိတို့တတ်မှတ်ထားလို့ရှိရင်အစင်တန်းရှိရှိစကားလုံးနေပဲပြောအောက်တန်းစားလို့တတ်မှတ်ထားရင်အောက်တန်းစားစကားကြီးပြောဒုက္ခပဲစိတ်ညစ်တယ်ကိုသမင်းကိုစားရလေနော်သူများသမင်းစားနေရမဟုတ်အဲ့ဒါဘသူ့မှာ review site ဆရာမလို့ဘူးဒါပေမဲ့ပြောတဲ့စကားရှိရမပြောတဲ့စကားဆိုတာရှိရသေးလားဟာစလာပါနော်ကျမဘသူ့ကိုမှမရိုင်းပါဘူးကျမကိုရိုင်းလို့ရှိရင်လည်းကျမပြုံးလေးပါပဲဘာလို့ဆိုတော့ကန်ကိုင်းရဲ့အကျိုးသိရမလားကျမအရင်ဘဝရှင်တို့ကျမပြောခဲ့လို့ပဲကျမတတ်မှတ်လိုက်မယ်နော်ကန်ကိုင်းရဲ့အကျိုးကျမတို့ဗုဒ္ဓဘာသာလူမျိုးညာယုံကြည်ရလေဟုတ်တယ်မလားအဲ့တော့ကျမမဆဲပါဘူးကျမဆဲလို့ရှိရင်ကျမနောင်ဘဝမှာကျမကိုရှင်တို့ကပြန်ဆဲမယ်အမတန်တရားကြီးကတစ်ဖက်လဲနေမယ်အဲ့ဒါကြောင့်မလို့ဟုတ်တယ်ရှာကြီးရရှိရယ်တယ်လီဂရမ်ဟိုင်းလိုက်ပါနော်။နှစ်ယောက်ခံဘူးလဲဆိုတော့ကျမအများကြီးခံဘူးပါတယ်။အချစ်ပါဒါပေမဲ့ကျမအချစ်ခံချင်တယ်ဒါပေမဲ့မခံရတော့ပါဘူး။ရှင်ဖိုင်လာမင်းညာလေဘယ်နှစ်ယောက်ခံမလဲငါရောဘယ်နှစ်ယောက်ကိုလိုပြီးလဲကိုကြီးကြီးတွက်လိုက်။အော်ငါတော့ဒီလောက်အချိန်ပေါင်းညစာလိုးလိုက်မှန်းလိုက်လုပ်နေသူလဲအဲ့လိုပဲနေပါပါလေးဆိုပြီးတော့အဲ့လိုလုပ်လိုက်နော်။ကိုရင်ပြောမနေပါနဲ့ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကျမလည်းမပြောတတ်တော့ယူထားရချလို့ရလားတော့ယူရပါတယ်ယူအကောင်လုံးယူဟာလေညီမ Telegram မှာအကောက်တူလေးရှိပါတယ်เนาะအဲ့တော့အကောက်တူလေးကိုလေနည်းနည်းပပဆောင်ရှားပြီးတော့မှကျမစီရောက်နိုင်တော့ကောင်းမယ်အောက်ကဟာကိုကင်ပြပါလားပေးဟာလုံးရှင်ပုံမဲရှိရဟုတ်လားပုံမဲရှိလားဩကျမအဲ့လိုမျိုးကြပါနဲ့ဟုတ်တယ်တကယ်မင်းကလေးကျမမှလည်းကျမရဲ့တိုင်မိုးကျမတို့တိုင်မိုးမရှိတဲ့ကောင်မှပါဒါပေမဲ့သိရမလားရှင်တို့ပြောတဲ့စကားတွေကျလားအဲ့လောက်ကြီးအာယုံနဲ့ထားပြီးတော့ခံစားမနေဟုတ်ကိုဟုတ်တလားလုံးဈေး3000ကဈေးညရထင်လို့ရှိလို့ရှင်လေအရှင်ပြေးနေရလေးမှာချက်လို့ရပါတယ်နော်ကိုကျမအောက်တန်းစားမှာပါရှင်အဲ့တော့ရှင်တို့အောက်တန်းစားမှန်တာဘာမှမဆန်းတော့ဘာမှလည်းမပြောတော့ဘူးမဖတ်တော့အောက်တန်းစားမယ်နော်ကျမအောက်တန်းစားမှန်တွေကိုလည်းမဖတ်တော့ဘူးရှင်ဟိုကချက်မှန်ဆိုရင်ရမယ်အခုမှကျမလည်းအားရအဲ့ဒီအတွက်ကြောင့်ဟာဟင်းနေချက်တာလဲဆိုမောင်လေးစုံမဲပေါ့နော်မောင်လေးမစားဘူးတဲ့ဟင်းပေါ့မောင်လေးအမြဲရေလုံးပြုတ်စားနေရမမစီမလာစားစီပြန်
yes yes ကိုကိုကတန်မိုးအော်ဟုတ်ကိုဟုတ်ဟိုပါလေညီမစီမလေးတနေ့တစ်ခါချက်ကိုအပီးထီကိုမျက်နှာပါမယ်အောက်ပိုင်းပါမယ်အဲ့ဒါကိုမှတလာလုံးမှ3000ပါနော်ကဲညီမအကကိုဖော်လို့မလုပ်ရသေးလို့ရှိရင်လည်းညီမကိုဖော်လို့လေးလုပ်ပြီးတော့ညီမကိုအပိတ်လို့ရပါတယ်နော်အပိတ်မယ်အညာပေါ့တက်ဘလောက်လဲဆိုတော့ညီမတက်ကတော့ကျမရဲ့ light ထဲကအကိုကြီးတွေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အကိုကြီးကိုမရှိရင်ကျမအသက်မရှင်နိုင်ကျမရဲ့ထမင်းရှင်နေဖြစ်တဲ့အတွက်ကျမရဲ့အသက်ကဒီ light ထဲကကျမရဲ့အကိုကြီးတွေပါပဲနော်။အခါတလေကျတော့လည်းကျမရိုင်းဆိုင်မိရတော့ဘာဖြစ်လို့လဲဆိုတော့အဲ့လိုအောက်တန်းစားမှတ်နေမှန်းတော့ကျမလည်းလူပဲလေနော်။ကိုပြည့်တီဦးလောင်းတိုင်းလို့စီကျမလည်းလူပဲလေနော်ပခုံးတစ်ဖက်ချာလူပေါက်တယ်အဲ့လိုမျိုးနည်းနည်းပပတစ်ခါတလေစိတ်ဆိုးတဲ့အချိန်ရှိမယ်စိတ်တူတဲ့အချိန်ရှိမယ်အဲ့လိုမျိုးတစ်ခါပြန်ပြောမိမှာပေါ့နော်အဲ့ကိုကျေးဇူးရှင်တွေကိုကျမမစော်ကားပါဘူးတစ်ခါတလေကျမရိုင်းတာပါညာတော့ရှိမှာပေါ့နော်ကျမအတက်ကဟောဒီကကျေးဇူးရှင်အကိုကြီးတွေပါတယ်တကယ်ပြောရမှာအဲ့ရတကယ်ပြောရကိုကြီးတို့လာမကြည့်ရင်ဟုတ်ကိုဟုတ်ညီမပြမယ်နော်အမခံချက်သေးပါလေကိုကြီးလောက်မယ်နော်တလ3000ကိုကြီးအဆင်ပြေချက်ပါအဆင်မပြေမချက်ပါနဲ့နော်ညီမဒီ Telegram အကောက်ကလည်းအကောက်စစ်ကလေးနဲ့ချက်ပေးရနော်ကိုကြီးအဆင်ပြေမှချက်တော့ညီမအတင်းကိုကြီးချက်ပါဆိုပြီးတော့ညီမဆိုအတင်းဆွဲပြီးတော့ခေါ်မလို့နော်ကိုကြီးအဆင်ပြေမှချက်နော်အဲ့လိုပဲညီမကိုအဲ့လိုမျိုးအမညီမအရင်တိခတ်ပါတယ်နော်ဆိုတော့စကွက်သမင်းရှင်နေဖြစ်တယ်လေဟုတ်တယ်မလားညီမမရိုင်းဆိုင်ပါဘူးဒါပေါ့နန်းစုပေါ့နန်းစုကနန်းစုပဲဒီနန်းစုကနန်းစုအရန်ပူတဲ့နန်းစုဟုတ်တယ်မလားနန်းစုကမြင်ဘူးလေဆိုပြီးမြင်ဘူးပါစေဆိုဒါပေါ့မြင်ဘူးရမယ်ဒီနန်းစုလေ2018ခန်းထဲကနေ2016ကြည့်ကွာမန်ကျော်တဲ့ဘလူးမန်ကျော်တော့ကိုကြီးပြည်သူချွတ်ပြပါပြလို့ရလို့ရှိရင်ညီမပြချင်တာပေါ့ညီမပြလို့ရရင်အဲ့လိုမျိုးချွတ်ပြချင်တာဒါပေမဲ့ကျမပြီးကိုညီမသမင်းအိုးလေးရှင်တော့ရိုက်ခွဲစီကျွန်မသမင်းငတ်တာ